Gugu gaga ဒီနေ့မှာတော့ကျွန်တော်တို့စကော့ထရာအမထံမိုင်းနဲ့ကျွန်မနေပြီးတော့ကတီတာနဲ့ကာကူလာဖိုင်ဝမ်ချမှာဖြစ်ပါတယ်ဗောနော်ကတီတာနဲ့ကာကူလာကင်မှာဖြစ်တယ်လို့ကျွန်တော်တို့ကကတီတာနဲ့ကာကူလာလွယ်ပြီးတော့ကျန်တဲ့ဟီရိုအကုန်ပန်းမယ်သူလည်းအတူတူပဲကျွန်မကျန်တိုင်းကုန်ပန်းပြီးတော့သူကနေပြီးတော့ကာကူလာပစ်မယ်ကျွန်မနေပြီးတော့ကတီတာပစ်မယ်ကျွန်တော်တို့ဒီပွဲမှာကျွန်တော်တို့ဘယ်သူနိုင်သွားမယ်ဆိုတာဘယ်သူတွေနိုင်ဘလူတွေဘလူတွေကြောင်းအောင်မယ်ဆိုတော့ရှင်တို့စောင့်ကြည့်လိုက်တော့ official B gaming ဆိုတော့ဒါသူ့ရဲ့ TikTok account ဖြစ်ပါတယ်တာမာကီဆိုတော့ကျွန်တော်ရဲ့ TikTok account ဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့နှစ်ယောက်ရဲ့ video တွေဝိုင်းပြီးအားပေးကြပါအောင်ခင်ဗျာပွဲစားလာကျွန်တော်ပဲကွာကျွန်တော်ကသူ့နာဖတ်လူဖို့အမလေး तू ကလူသွားတာ तू ကအရန်တက်နေတာ oh my god ကျမကနေပြီးတော့သူ့စကေးဝမ်းလေးနဲ့စားထားမကြည့်ပါအောင်ကျမကိုထီယိုးနဲ့ခောက်တာအမကြီးကျမမှာ AD နဲ့ပြေးရတာကဲကြပါအောင်ဗျို့သွေးနဲ့လေးနဲ့ကွာငါရှိမှရီးတယ်လာလုံးတာအမကြီးငါဖလက်ကနဲ့အလှလေးတက်ပေးလိုက်မှာပေါ့စကေးသူလေးနဲ့သူ့ရဲ့စကေးသူတောင်းတာ तू ကလည်းပေးရနော်အဲ့တော့ကျမကနေပြီးတော့ AD နဲ့ဝစ်ခဲ့ तू ကပြန်ဝင်လာချင်းမှာ तू ရဲ့တော့ကေဝါတာပေါ့ကျမအခုဆိုအကျင့်မကောင်းလို့မှကျမသွေးမရှိတော့ကျမပဲအသေးခံလိုက်တော့မယ်လေကျမအကျင့်မကောင်းကျမနေပြီး तू စကေးတူတုံးတော့စောင့်နေချိန်မှာ तू စကေးတူပေးရတယ်ကျမအဲ့ဒီနဲ့ဝင်ခွေတာဒါပေမဲ့အလဲစားမဖြစ်သွားတော့ तू တမ်းမသိပါဘူးဒါပေမဲ့သူ့တော့ကျမမရရတားလိုက်ပြီးတော့ကျမနေပြီးအနာကိုရရှိသွားဖြစ်ပါတယ်ပေါ့နော်ကျွန်တော် game လေးတွေကြိုင်တယ်ဆိုကျွန်တော် like and follow နဲ့ကူညီပေးတော့ကြပါအောင်ခင်ဗျာအားလုံးပဲ bye bye